ရှေးစောနှုတ်ကပတ်တော်ကိုဝင်ငါခွင့်ပေးတဲ့ဘုရားသခင်ရဲ့နာမတော်ကိုအထူးပဲရှင်မှန်ပါတယ်ဒီနေ့ကတမန်ကျမ်းစာနေ့ဖြစ်ပါတယ်ဒါကြောင့်ပင်္ဂလာရှိတော်တမန်ကျမ်းစာနေ့ဆိုပြီးတော့မှဒီနှုတ်ကပတ်တော်၌ဒီနေ့ကျွန်တော်ဝင်ငါချင်ပါတယ်ကျွန်တော်တို့ဒီစာလံ119 105မှာဆိုရင်ဒီတမန်ကျမ်းစာနှုတ်ကပတ်တော်ကဆိုရင်ကျွန်တော်တို့ရဲ့လမ်းပြစီမီနဲ့အသက်ဆန်းရည်ဖြစ်တယ်ဆိုတာကိုဒီဖျားရှင်ဒီနှုတ်ကပတ်တော်အဖြစ်ဒီနေ့ဖျားကဒီနေ့ကျွန်တော်တို့ကိုဖွင့်ပြနေခြင်းဖြစ်ပါတယ်။စာရန်119 105မှာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကဆိုရင်ကျွန်တော်တို့ရဲ့ခြေရှိမှာစီမီဖြစ်ပြီးတော့မှကျွန်တော်တို့ရဲ့လမ်းခီးကိုအလင်းဖြစ်စေမှာလမ်းခီးကိုအလင်းဖြစ်စေတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီစာလံ119 105မှာဒီနေ့ကျွန်တော်တို့ကိုဘုရားကဖွင့်ပြနေခြင်းဖြစ်ပါတယ်။အကြောင်းဒီနေ့ကျွန်တော်တို့ကြားရောက်တဲ့ဒီတမန်ကျမ်းစာနေ့မှာပေါ့နော်ဘုရားသခင်ရဲ့တန်ရှင်းတဲ့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာကျွန်တော်တို့ဘလောက်ဒီမြကျွန်တော်တို့ဘလောက်အရေးပါကြောင်းเนาะကျွန်တော်တို့အတူတူကကျွန်တော်တို့ဆင်ခြင်ကျွန်တော်ဝင်ကလုပ်ပါတယ်ခုလိုအမောင်ထုဖုံးလန်းပြီးတော့မှရေရာမှုမရှိတဲ့ဒီကဘာလောကကြီးထဲမှာပေါ့နော်တမန်ကျမ်းစာကဆိုရင်အမှန်တရားကိုเนาะကျွန်တော်တို့ပြတတ်ပြီးတော့တခုတည်းတော့တမတ်ကြတဲ့ကျွန်တော်တို့အလင်းရောင်ဖြစ်တယ်ဆိုတော့ကိုဘုရားရှင်ကတမန်ကျမ်းစာနှုတ်ကပတ်တော်၌ဘုရားကဒီနေ့ကျွန်တော်တို့ကိုဖွင့်ပြနေခြင်းဖြစ်ပါတယ်။နောက်ဒီတမန်ကျမ်းစာနှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နံပါတ်1ဒီတမန်ကျမ်းစာနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့ရှေ့မှာနော်စီမင်းနဲ့လမ်းပြအလင်းဖြစ်တယ်ဆိုတာကိုကျွန်တော်စာလံ119ကျွန်တော်တို့105မှာကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့စီမီဆိုတာကကျွန်တော်တို့ခြေလန်းတန်းအတွက်เนาะကျွန်တော်ဘေးအနေရမှာကင်းဝေးစီတကယ်တို့ဖရာသခင်ရဲ့နှုတ်ကပတ်တော်ကလည်းကျွန်တော်တို့ကိုเนาะအမားမလုံမိစေရနဲ့เนาะမှန်ကန်တဲ့ဒီလမ်းကြောင်းပေါ်မှာကျွန်တော်တို့ရှောက်လန်းအသက်ရှင်နိုင်ဖို့ကျွန်တော်နေ့စဉ်လမ်းပြပေးတဲ့ဖရာရဲ့တမန်ကျမ်းစာနှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကိုဘုရားကဒီနေ့ကျွန်တော်တို့ကိုဖွင့်ပြနေခြင်းဖြစ်ပါတယ်။အဘိဓိကျွန်တော်တို့ခေပြဩဝါဒစာခန်းကြီး၄စနစ်ကိုဖြတ်တဲ့အခါမှာလေဖရာသခင်ရဲ့နှုတ်ကပတ်တော်ကအသက်ရှင်တယ်เนาะတကူနဲ့ပြည့်စုံတယ်เนาะဒါကြောင့်ဖရာရဲ့တမန်ကျမ်းစာနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အတ္တကိုကျွန်တော်တို့စိတ်နှလုံးကိုပြောင်းလဲစေတော့နိုင်တဲ့တကူဖြစ်ပါတယ်။ဒါကြောင့်မို့ဖရာရှင်ရဲ့တမန်ကျမ်းစာနှုတ်ကပတ်တော်ကမလိမ္မာတော်သူတွေကိုလည်းလိမ္မာစေတယ်။ဒါကြောင့်မို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကအသက်ရှင်တယ်နော်တကူနဲ့ပြည့်စုံနေဆိုတာကိုဒီခေတ်ပြဩဝါဒစာခန်းကြီး၄အငယ်7မှာဘုရားသခင်ကနဲ့ခွင့်ပြတာကိုဒီနေ့ကျွန်တော်တို့တွေ့ရှိကြမှာဖြစ်ပါတယ်။တတိယချက်ကတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုလည်းတိုးပွားစေတာဖြစ်တယ်။ဒါကြောင့်ယောမဩဝါဒစာခန်းကြီး10ငယ်စက္ကုံကိုဖတ်တဲ့အခါမှာယုံကြည်ခြင်းဆိုတာကနှုတ်ကပတ်တော်ကိုကြားနာခြင်းအဖြစ်လာတယ်ဆိုတာကိုကျွန်တော်တို့ဒီယောမဩဝါဒစာခန်း10စက္ကုံမှာဖခင်ကဒီနေ့ကျွန်တော်တို့ကိုဖွင့်ပြနေခြင်းဖြစ်ပါတယ်။အဲတော့ဒီနေ့ဖခင်ရဲ့တမန်ကျမ်းစာနှုတ်ကပတ်တော်ကျွန်တော်တို့ကြားနာခြင်းအဖြစ်ကျွန်တော်တို့ယုံကြည်ခြင်းကိုတိုးပွားစေတယ်ဆိုတာကိုဒီနေ့ကျွန်တော်တို့ဒီတမန်ကျမ်းစာနှုတ်ကပတ်တော်၌ဖခင်ကဖွင့်ပြနေခြင်းဖြစ်ပါတယ်။စရုဒ္ဓချက်ကတော့ကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းနဲ့တက်တာချင်းရဲ့စမ်းရည်ဖြစ်တယ်ဆိုတာကိုလေယောမဩဝါဒစာခန်းကြီး15အငယ်4မှာလေဘုရားကဒီနေ့ကျွန်တော်တို့ကိုဖွင့်ပြထားခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့စိတ်သက်ကြစရာတွေကျွန်တော်ဝမ်းနည်းစရာတွေနဲ့ကြုံတွေ့ရတဲ့အခါမှာဒီတမန်ကျမ်းစာထဲမှာရှိတဲ့ဂတိတော်များကိုเนาะကျွန်တော်တို့ကိုဘုရားရှင်ပါလေညစ်တက်ခြင်းနဲ့เนาะတက်တာခြင်းကိုတမန်ကျမ်းစာနှုတ်ကပတ်တော်၌ဘုရားကဒီကျွန်တော်တို့ကိုဖွင့်ပြတယ်ဆိုတာကိုကျွန်တော်တို့ဒီယောမဩဝါဒစာခန်းကြီး15အငယ်၄မှာနေ့ကျွန်တော်တွေ့ရှင်းကြမှာဖြစ်ပါတယ်။ဒါတော့ဒီတမန်ကျမ်းစာကဆိုရင်เนาะကျွန်တော်တို့ဒီစာအုပ်စင်ပေါ်တွေမှာကျွန်တော်တို့ထားဖို့ရန်အတွက်မဟုတ်ပါဘူး။เนาะကျွန်တော်တင်းကုန်နေမှာပဲเนาะဒီတမန်ကျမ်းစာကိုကင်ဆောင်ပြီးတွားဖို့လည်းမဟုတ်ပါဘူး။ဒီတမန်ကျမ်းစာကိုနေ့ရက်တိုင်းเนาะလှန်ဖွင့်ပြီးနေ့ရက်တိုင်းเนาะတမန်ကျမ်းစာကိုဖွင့်လှန်ဖွင့်ပြီးတော့မှာလေကျွန်တော်ဖတ်ရှုဖို့ဖြစ်တယ်ဖတ်ရှုပြီးတော့စင်ချင်နှလုံးတွင်းပြီးတော့မှ
ကျွန်တော်တို့အတ္တမှာလက်တွေ့ကျင့်သုံးရန်ဖြစ်ပါတယ်ကျင့်သုံးရမှာဖြစ်ပါလေဒီတမန်ကျမ်းစာဒီနှုတ်ကပတ်တော်ကနောက်ဒီနေ့ကျွန်တော်တို့ဒီတမန်ကျမ်းစာနှုတ်ကပတ်တော်ကိုကျွန်တော်တို့အဲ့လိုနီလန်းနဲ့เนาะကျွန်တော်တို့ရှောက်လန်းမယ်အသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့အတ္တတွေကเนาะဘုရားသခင်ရဲ့နှုတ်ကပတ်တော်အလေးတွေကိုเนาะကျွန်တော်အတ္တမှာကျွန်တော်ထုံးလင်းလာမှာဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်ဒီနှုတ်ကပတ်တော်အားဖြင့်ဒီနေ့ကျွန်တော်ဝင်ငါချင်ပါတယ်ကျမ်းတော်သူရောက်စီတိုင်းပေါ်မှာဒီတမန်ကျမ်းစာနှုတ်ကပတ်တော်အားဖြင့်ဘုရားသခင်ဖွင့်ပြပြီးကောင်းချီးပေးပါစေ